အဲ့ရထားတာမဟုတ်ပါဘူးရှင်မနက်ကရိုက်ထားတဲ့ဟာလေးကိုခုမှတင်ပြတာပါနော်အခုကအဲ့ရထားပြီဆိုတော့ကျမမျက်နှာတစ်သွားတိုက်ကိုတော့မရိုက်လိုက်ပါဘူးရှင်အရင်ဆုံးခေါင်းပြီးပါမယ်ကျမကဒီနေ့ဘဲမှမသွားဘူးဆိုတော့ပေါ့ခေါင်းဝင်လေးပဲဝတ်ထားပါတယ်ရှင်ကျမကမန္တတိုင်းဝယ်ရီကိုမြတ်တောက်ပါတယ်ကဲပြီးပြီဆိုတော့ကျမလှုပ်ရှင်းလိုက်မယ်ပေါ့နော်ဒီနေ့ကဒီကောင်ဝင်လေးနဲ့ကကျမနဲ့အရန်လှလေဒါဆိုရင်ကလေးဘလော့လေးကိုလိုက်ကြည့်ပေးပါအောင်ရှင်အရင်ဆုံးကဲဒါဆိုရင်တော့ကျမကတောက်တော်ရင်ကပ်မယ်ပေါ့နော်ပန်းနေရညှိုးနေရလို့လာမပြောပါနဲ့ရှင်မနေ့ကမှလဲရတာပါကျမတို့ကအပေါ်ဆုံးထပ်မှာဆိုတော့နေရရမ်းပူတဲ့အတွက်ပန်းလေးတွေကညှိုးနေတာပါရှင်မညှိုးတဲ့ပန်းလေးတွေလည်းရှိပါတယ်ကဲအမွှေးတိုင်းလည်းကပ်မယ်ပြီးရင်တော့ဖျောင်းတိုင်းကပ်ပါမယ်ရှင်ကျမတို့အမေကမှားထားတယ်ဘယ်နေရာရောက်ဖျားတရားမမေးနဲ့ဆိုလို့ဖျားတရားကိုပို့လို့ဖြစ်ပါတယ်ကဲအားလုံးလည်းပြီးပြီဆိုတော့ခဏမောဖြေပါမယ်ပြီးရင်ဟင်းချက်ရအောင်ပါရှင်ဈေးသွားရတာကိုတော့ရိုက်မပြလိုက်ရပါဘူးရှင်ကျမအခုကြော်နေရတော့တရုတ်စတိုင်ငရုတ်ပွားရဲ့ပဲပြားရဲ့စစ်သားကြောက်လေးရဲ့ကိုရောကြော်တာပါရှင်ကလင်းရဲ့ဘလော့လေးကိုစောင့်အောင်ကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်တတာနောက်ဘလော့တွေမှာဆုံမယ်